Okay ဒီတကားကပါလေးကိုဘယ်လိုဖြုတ်ရမလဲဆိုတော့နံပါတ်1ကဒီတကားဖွင့်တဲ့လက်ကင်လေးအောက်မှာစကူတစ်လုံးရှိမယ်ဒီမှာတစ်လုံးရှိမယ်ပြီးရင်ဒီတစ်စိမ့်အောက်လေးမှာတစ်လုံးရှိမယ်ဗျထပ်ပြီးပြီးသွားပြီဆိုရင်သူ့ရဲ့ဒီအောက်လေးမှာတစ်လုံးရှိအောင်မယ်စကူကအားလုံးပေါင်း၄လုံးပေါ့ဗျာ Okay ကျွန်တော်အခုဖြုတ်ပြပေးမယ့်ကားကတော့ Land Rover Model 2010ပတ်ဝန်းကျင်ကားရဲ့ရှည်တကားကာပါဖြုတ်နည်းလေးကိုကျွန်တော်ပြပေးမှာပါနော် Okay ဒါကတော့ကျွန်တော်စကူလေးဖြုတ်တာပါဗျာကျွန်တော်ဗီဒီယိုလေးတွေကိုကြိုက်နေတယ်ဆိုရင်ဝင်ရောက်ကြည့်ရှုပေးလို့ရပါတယ်ဗျဒီတကားတွေကိုကိုယ်တိုင်ဖြုတ်တတ်တယ်ဆိုရင်ကိုယ်တိုင်ကိုကားကိုပါဗျာကြိုက်တယ်လို့လုပ်လို့ရတာပေါ့နော်အဆင်ပြေလို့ကိုယ့်ရဲ့ speaker ပဲလဲမလားကိုတကားမှာအတန်တွေပဲမြည်နေလားကိုယ်တိုင်ဖြည့်ရှင်းလို့ရနိုင်တဲ့အနေအထားလေးမှရှိတယ်ပေါ့ဗျာကားကိုကလီးရတာဝါသနာပါတယ်ဆိုရင်လည်းကလီးလို့ရတယ်ပေါ့ဗျာ Okay ဒါအခုကတော့ကျွန်တော်စကူလေးဖြုတ်ပြပေးနေရပါတော့သူကစကူလေးတွေကသူ့ရဲ့ site တော့မတူဘူးဗျတလုံးက site တွေတော့ကွာနေတယ်ဘာဖြစ်လို့လဲဆိုတော့တခြား site တွေမှာတက်ခဲ့တုန်းကသူကပြန်တက်လာပြီးတဲ့ site တွေကတမျိုးစီဖြစ်နေလို့ဗျ Okay ကျွန်တော်စကူလေးဖြုတ်ပြရရင်ဆိုရင်အောက်တောင်းပဲနားကိုလွတ်တဲ့နေရာလေးကိုကော်ဒန်လေးနဲ့ထောက်မယ်ဒါပေမဲ့ကျွန်တော်အဲ့မှာမီးသီးကြိုးလေးကကျွန်တော်အပေါ်ကဖြုတ်ရင်အရန်ဝေးနေမှာဆိုလို့ကျွန်တော်မီးသီးလေးကိုဖြုတ်လိုက်တယ်ဗျမီးသီးလေးကိုဖြုတ်ပြီးတော့တကားပဲတောင်းကလွတ်တဲ့နေရာကိုကျွန်တော်ကော်ဒန်လေးထိုးတယ်ထိုးပြီးရရင်ကိုပေါ့အตาရလေးဆွဲခွာလိုက်ကွာတယ်ဗျဒါပေမဲ့သူ့ရဲ့အလယ်မှာအဲ့ဒီတကားပတ်နေရဲ့အလယ်မှာဗျ special clip တခုရှိရဗျအဲ့ clip ကိုတော့သတိထားပြီးခွာဖို့တော့လိုတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုထဲမှာရိုက်ပြဖို့တော့ကျွန်တော်မပါလာဘူးဗျโอเคပြီးရင်အပေါ်တောင်သားလေးတွေကခွာမယ်ပေါ်တောင်သားလေးတွေကိုကိုပေါ့ကိုဒီလိုဆွဲပြီးခွာလိုက်ရင်တကားကွာတယ်ဗျအရင်အခက်ခဲကြီးတော့မဟုတ်ဘူးပေါ့နော်မော်ဒယ်လဲကြာနေပြီဆိုတော့ကလစ်တွေအလောက်ထိတော့မကြိုက်တော့ဘူးပေါ့ဗျာโอเคပြီးသွားပြီဆိုရင်တကားကိုဆွဲခွာလိုက်မယ်တကားကိုဆွဲခွာပြီးသွားပြီဆိုရင်လိုအပ်တဲ့ socket လေးတွေဖြုတ်ပြီးသွားရင်တကားခွာယူခြင်းအောင်မြင်စွာနဲ့ပြီးဆုံးသွားပါပြီခင်ဗျဒီလိုတကားခွာတဲ့ကားခွာတဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လုပ်ခဲ့ပြီးတော့ကျွန်တော် TikTok channel လေးကိုလည်း follow လုပ်ခဲ့လို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်